တွေကိုဒူးထောက်စေခဲ့တဲ့ရွှေဘိုမင်းရဲ့အေယာမအမြောက်ကြီးနယ်ချက်အင်္ဂလိပ်စစ်တပ်ကိုအကြီးအကျယ်တုံ့လုံးစေခဲ့ပြီးမြမအမြောက်သုံးလုံးမှုပညာရဲ့အထွတ်အထိပ်လို့တင်စားရတဲ့ပြည်လုံးအမြောက်တော်ကြီးအကြောင်းသင်သိပါသလားကုန်းမောက်ခေရွှေဘိုမင်းတရားကြီးလက်ထက်မှာဒီအေယာမအမြောက်ကြီးကိုတုံ့လုံးခဲ့တာပါအဲ့ဒီခေတ်ကမြမနီမြမဟန်နဲ့တုံ့လုံးခဲ့တဲ့လက်နက်တွေထဲမှာအကောင်းဆုံးနဲ့အကြီးမားဆုံးအမြောက်တော်ကြီးလည်းဖြစ်ပါတယ်ဒီအမြောက်ကြီးရဲ့အမည်ကပြည်လုံးတပြည်လုံးကအံ့ဩရလောက်အောင်ကြီးမားတယ်လို့အတိတ်ပဲရပါတယ်အမြောက်ဆန်တစ်လုံးပြစ်လိုက်ရင်ရန်သူခံတပ်တွေကိုအမှုတ်ချပြနိုင်တဲ့အထိပြင်းအားရှိခဲ့ပြီးအင်္ဂလိပ်စစ်ဗိုလ်တွေဟာဒီအမြောက်ကြီးရဲ့တည်င်းကိုကြားရနေတဲ့အတော်လေးထိတ်လန့်ခဲ့ကြပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတတရအင်္ဂလိပ်မြန်မာစစ်ပွဲမှာပရာပိုက်တွေမှတ်တမ်းတွေနဲ့အတူဒီအမြောက်ကြီးရဲ့သုံးလုံးပုံလှုပ်ဝက်ချက်တွေဟာလည်းပျောက်ကွယ်သွားခဲ့ရပါတယ်အင်္ဂလိပ်တွေဟာမြန်မာလက်နက်ပညာကိုကြောက်ရွံ့လို့ဒီအမြောက်ကြီးကိုအိန္ဒိယအထိသိမ်းဆည်းသွားခဲ့ကြပါတယ်ဒီနေ့ခေတ်မှာတော့ပြည်လုံးအမြောက်ကြီးဟာမြန်မာဘိုးဘွားတွေရဲ့လက်နက်ပညာဘလောက်အစိမ့်မြင့်ခဲ့လဲဆိုတာကိုသက်သေပြနေတဲ့သမိုင်းဝင်ပြရုပ်တစ်ခုအဖြစ်ကျန်ရှိနေစေပါဒီလိုသမိုင်းဝင်စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်သိလျက် channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်